ဒီနေ့ရဲ့အစီအစဉ်ကနေကြိုးဆိုပါရရှင်ကျမတို့အားလုံးဘုဒ္ဓဘာသာဆိုတဲ့စကားလုံးနဲ့ယဉ်နီးပြီးတော့ပါနော်ဒါပေမဲ့အဲ့ဒီစကားလုံးရဲ့နောက်ွယ်မှာတကယ်တော့ဘာတွေရှိနေလဲကျောင်းစောက်ထက်ကအတိတ်ပဲဖွင့်ဆိုချက်တွေအလွတ်ကျက်ထားတဲ့အချက်တွေရဲ့အလွန်မှာဘလို့အတွေးခေါ်မျိုးဘလို့ဘဝလမ်းစဉ်မျိုးရှိနေလဲဆိုတော့ဒီနေ့ကျမတို့စိတ်ဆက်လေးလာကြည့်ကြမှာပါဒီရတော့အထက်ကမြင်ညမ်းထားတာကတော့ဆရာတော်ဒေါက်တာနန္ဒမာလာဘီဝန္တရဲ့တရားတော်မေးဖြေခဏတစ်ခုကအဆုံးအမတွေပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ဗျာဒီနေ့ရဲ့ရည်ရွယ်ချက်ကတော့လေအပေါ်ရအချအလက်တီကိုကြော်ပြီးတော့သူ့ရဲ့အနှစ်သာရကိုတူးဆော်ကြည့်ဖို့ပါပဲဗုဒ္ဓရဲ့အဆုံးအမဟာလွန်ခဲ့တဲ့2500ကျော်ကဖြစ်ပေမဲ့ဒီနေ့ကျွန်တော်ရဲ့ဘဝရင်းနဲ့ဘလို့တိုက်ရိုက်ပတ်သက်နေတယ်လဲကျွန်တော်ရဲ့ကဘာမြင်ကိုဘလို့များပြောင်းလဲစေနိုင်တယ်လဲဆိုတော့ကိုအဓိကထားပြီးဆွေးနွေးသွားကြမှာပါကျင့်ဝင်စားစီတာပါပဲရှင်နောက်ဆိုရင်အခြေခံအကြဆုံးလို့ထင်ရပေမဲ့အနက်ဆိုင်ဆုံးထင်နိုင်တဲ့မိကွန်းနဲ့စလိုက်ရအောင်ဗုဒ္ဓဘာသာဆိုတာတကယ်တမ်းမှပါကိုဆိုလိုတာပါလေကိုယ်ွယ်ယုံကြည်မှုတစ်ခုလားအတွေးခေါ်ပညာရဲ့တစ်ခုလားဒါမှမဟုတ်အခြားတစ်ခုဟုလားရှင်ကောင်းတဲ့အစာဖြိုးမိကုန်ပါပဲတကယ်တော့လေဗုဒ္ဓဘာသာကိုကိုယ်ွယ်ယုံကြည်မှုတစ်ခုတည်းလို့ပေါင်ခတ်လိုက်ရင်သူ့ရဲ့ကျယ်ပြန့်တဲ့သဘောတရားကိုကန့်တက်လိုက်တယ်လို့ဖြစ်သွားနိုင်တယ်ဗျာသူ့ကိုဘဝနေစနစ်တော့ way of life တစ်ခုလို့မြင်တာကပိုပြီးပြည့်စုံပါလိမ့်မယ်။အော်ဘဝနေစနစ်ဟုတ်ပါပဲ။ဘာကိုလုပ်ရမယ်ဘာကိုရှောင်ရမယ်ဆိုတာထက်ကိုယ့်ရဲ့စိတ်ကိုဘယ်လိုနားလည်မလဲဘယ်လိုစီမံခန့်ခွဲမလဲအဲ့ဒါကိုသင်ပေးတဲ့လမ်းစဉ်တစ်ခုပါပဲ။ရင်းမြစ်ထဲမှာလတီရီလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာစာဗုဒ္ဓဂါမလို့သုံးတယ်ဆိုတဲ့အချက်ကိုတွေ့ရတယ်ရှင်။ဒါကဒီအချက်ကိုပိုပြီးထင်ရှားစေမယ်ထင်တယ်။အာဂမဆိုတာအဆုံးအမလို့အဓိပ္ပာယ်ရတယ်ဆိုတော့ဒါဟာလူတစ်ယောက်ကိုကိုးကွယ်ခိုင်းတာထက်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးမှုအဓိကထားတယ်ဆိုတဲ့သဘောမျိုးလားရှင်တိကြပါပဲအဲ့ဒီမှာတိမ်မွေးတဲ့ကွာခြားချက်လေးရှိနေတယ်ဘာသာဆိုတဲ့စကားလုံးကများသောအားဖြင့်ယုံကြည်မှုကိုဦးစားပေးတတ်တယ်ဗုဒ္ဓဂါမကတော့ကျင့်ကြံမှုကိုရှေ့တန်းတင်တယ်ယုံကြည်မှုကအရေးမကြီးဘူးလို့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့ဒီယုံကြည်မှုကလက်တွေ့ကျင့်ကြံမှုရှိကိုဥတည်ရမယ်ဆိုတဲ့သဘောပါကိုယ်ွယ်စည်းကပ်မှုဆိုတာကအဲ့ဒီချင်းချမှုကိုအထောက်အကူပြုတဲ့တွဲဖက်အပိုင်းတစ်ခုသာဖြစ်ပါလေအဓိကကတော့လက်တွေ့လှုပ်ဆောင်ခြင်းပါပဲဗျဒါဆိုရင်အဲ့ဒီဘဝနေနီးစနစ်ဒါမှမဟုတ်လက်ဆွဲစာအုပ်ရဲ့အချင်းချုပ်ကဘာဖြစ်မလဲရှင်သူ့ရဲ့အဓိကရည်ရွယ်ချက်ကဘာကိုပြမြောက်စေချင်တာလဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကိုဥပမာလေးတစ်ခုနဲ့ပြောပြခြင်းတယ်ဗျာကျွန်တော်တို့ရဲ့စိတ်ကိုအိမ်တစ်လုံးနဲ့တူတယ်လို့မြင်ကြည့်လိုက်ပါအချင်းကြာလာတာနဲ့များအဲ့ဒီအိမ်ထဲမှာမလိုအပ်တဲ့ပစ္စည်းတွေဖုံတွေအမိုက်တွေနဲ့ရှုပ်ပေါ်လာတယ်မဟုတ်လားဟုတ်ကဲ့ရှုပ်ပေါ်လာတတ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့စိတ်ထဲမှာလည်းဆိုရင်တော့ကားလေဒေါသတွေမကျေနပ်မှုတွေဆိုတဲ့အမိုက်တွေစုပုံလာတတ်တယ်ဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာအဲ့ဒီစိတ်အိမ်ကိုဘလို့တန်ရှင်းရေးလုပ်မလဲမလိုအပ်တဲ့အမိုက်တွေကိုဘလို့ဆုံးပြမလဲနောက်ဆုံးမှအေးချမ်းပြီးနေလိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်ဘလို့ပြုပြင်မလဲဆိုတဲ့လမ်းညွှန်ချက်တွေပါပဲ။အော်အချင်းချုပ်ဖွဲ့ရရင်ကိုချင်းတရားကောင်းအောင်နေပြီးအချင်းချင်းမိတာထားကစိတ်ကိုပူလောင်စေတဲ့ကိလေသာအမိုက်တွေကိုရှင်းလင်းပစ်ဖို့ပါပဲဒီအဆုံးအမတွေကိုစနစ်တကျမှတန်တင်ထားတာတော့ပိဋကတ်တုံးပေါ်မှာပဲဖြစ်ပါတယ်ဗျ။ရန်ကောင်းတဲ့ဥပမာပါပဲရှင်။အဲ့ဒီလိုစိတ်အိမ်ကိုတန်ရှင်းလုပ်ဖို့ဆိုရဲဘဝနေစနစ်ကိုလိုက်နာခြင်းနဲ့ဆိုရင်အရင်ဆုံးလက်ခံထားရမယ်အခြေခံအုံမြစ်လိုမျိုးပေါ့မရှိမဖြစ်လို့အကအမြင်တစ်ခုတော့ရှိမှာပဲနော်အဲ့ဒါကဘာဖြစ်မလဲရှင်ရှိတာပေါ့ဗျာအဲ့ဒါကဒီလမ်းစဉ်တစ်ခုလို့ရဲ့အခြေခံအုံမြစ်ပဲပါဠိလိုတော့ကမ္မတက္ကရာတမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်ကမ္မတက္ကရာတမ္မာဒိဋ္ဌိဒီစကားလုံးကနည်းနည်းလေးနဲ့တော့လူအများစုကနားလည်ရခက်နေနေရှင်ကျမတို့နားလည်လေအောင်ရှင်းပြပေးပါအောင်ရပါတယ်ခင်ဗျာသူ့ရဲ့တိုက်ရဲ့အဓိပ္ပာယ်ကကံတာလျင်ကိုပိုင်ဥစ္စာရှိတယ်လို့မှန်ကန်စွာသိမြင်ခြင်းပါပိုပြီးရှင်းအောင်ပြောရင်ကိုပြုတဲ့အလုပ်အဲ့ဒါကံပဲပေါ့အဲ့ဒီအလုပ်ရဲ့အကျိုးဆက်ကိုကိုယ်လိုင်တာဝန်ယူရမယ်ပိုင်ဆိုင်ရမယ်ဆိုတာကိုလုံးဝဥဆောင်လက်ခံခြင်းပါပဲကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့အကြောင်းနဲ့အကျိုးဆက်နွယ်မှုနေရာမှာကိုအခိုင်အမာလက်ခံလိုက်တာပါဒီချက်ကိုလက်မခံဘဲနဲ့တော့ဗုဒ္ဓဘာသာဝင်တွေရောဖြစ်လာဖို့မဖြစ်နိုင်ပါဘူးဒီနေရာမှာလူတွေအများဆုံးနားလည်မှုလွဲတတ်တဲ့အချက်တစ်ခုရှိနေသလိုပဲရှင်ကံဆိုတာကိုကြားလိုက်နေလူတွေကဝကျွဲတို့ကံကြမ္မာတို့ဖြစ်လို့မရတဲ့အတိတ်ကတတ်မှတ်ချက်တစ်ခုလို့တွေးတတ်ကြတယ်ဒါနဲ့ပတ်သက်လို့ရောဘလို့ရှိပါသလဲဒါကအင်မတန်အရေးကြီးတဲ့အချက်ပါ
တကယ်တော့ဘုရားရဲ့ကံအပေါ်ရှုမိမုံကကံကြမ္မာအတိုင်းအရှုံးပေးလိုက်လာမဲ့ဝါဒတဲ့လုံးဝကိုစန့်ကျင်မှာပါလူတွေတိတ်တိမထားမိတဲ့အချက်ကကံမှာအထက်က၃မျိုးရှိပဲကိုယ်နဲ့လှုပ်တဲ့ကာယကံနှုတ်နဲ့ပြောက်တဲ့ဝစီကံပြီးတော့စိတ်ထဲကအချမ်းစီတဲ့မနောကံ ဟုတ်ကဲ့ ဒီ၃ခုထဲမှာအဆုံးအဖြတ်ပေးဆုံးအရေးကြီးဆုံးကစိတ်ထဲကအချမ်းစီမှုမနောကံပါပဲဆိုလိုတာကကိုယ့်ရဲ့စေတနာကိုယ့်ရဲ့ရည်ရွယ်ချက်ကအဓိကပဲ အော်စေတနာကအဓိကပေါ့နော် ဟုတ်ပါတယ်ဒါကြောင့်ကံတရားဆိုတာအတင်းကကိုယ်လာထိုးနှက်တဲ့အရာမဟုတ်ပဲကိုယ့်ရဲ့စိတ်အတွင်းကစတင်တဲ့လှုပ်ဆောင်ချက်ဖြစ်သွားတယ်ဒါဟာတာဝန်ယူမှုကိုကိုယ့်လက်ထဲပြန်ထည့်ပေးလိုက်တာမို့အင်မတန်အားရှိစေတဲ့အမြင်တစ်ခုပါဗျာ အော်ဒါဆိုရင်ကံဆိုတာကံကြမ္မာကိုလက်ခံလိုက်ရတာမဟုတ်ပဲကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်တွေပေါ်တာဝန်ယူမှုရှိခြင်းကိုဆိုလိုတာကိုအဲ့ဒီလိုအခြေခံမြင်ကိုလက်ခံလိုက်ပြီဆိုရင်အဲ့ဒီပေါ်မှာဘလို့လက်တွေ့ကျင့်စဉ်မှုကိုတီးဆောက်ထားပါသလဲရှင်စိတ်အင်ကိုတန်ရှင်းလို့ဖို့ဘလို့တူးလေးပေးထားပါသလဲ အဲ့ဒီကမ္မတက္ကတတမ္မာဒေတိဆိုတဲ့အိုမီဘရမတိဆောက်ထားတဲ့လက်တွေ့ကျင့်စဉ်ကတော့အားလုံးကြားဖူးနေကြဖြစ်တဲ့တီလာတမာရီပညာဆိုတဲ့ကျင့်စဉ်၃ရပ်ပါပဲဒါတွေကစိတ်အင်ကိုတန်ရှင်းလို့ဖို့လိုအပ်တဲ့ထူးတွေပေါ့ဗျာ ဟုတ်ကဲ့တီလာတမာရီပညာဒါပေမဲ့ကျမဝန်ခံရရင်တချို့လူတွေအတွက်တီလာဆိုတာချုပ်ချဲမှုတစ်ခုလို့ခန်းစားရနိုင်တယ်ရှင်၅ပါးတီလာ၈ပါးတီလာဆိုတာမျိုးကလွတ်လပ်မှုကိုပိတ်ပင်တယ်ပေါင်ခတ်တယ်လို့ထင်နိုင်တယ်အဲ့ဒီအမြင်ကိုဘယ်လိုရှင်းပြခြင်းပါသလဲ ကောင်းတဲ့ထောက်ပြချက်ပါပဲအပေါ်ယံကြည့်ရင်တော့မလို့ပြဆိုတဲ့စီကံချက်တွေကချုပ်ချယ်မှုလို့ထင်ရနိုင်တယ်ဒါပေမဲ့သူ့ရဲ့နည်းနည်းတဲ့ယူရချက်ကိုကြည့်ဖို့လိုပါတယ်ဗျာတီလာဆိုတာစဘေးတစီကိုစတင်စီးခဲ့ခါမှာတတ်ထားတဲ့ baby nubi training wheels နဲ့တူရတယ် အော်ဟုတ်ကဲ့ အစပိုင်းမှာတော့အဲ့ဒီဘီတွေကရှုပ်တယ်ကန်ထထားတယ်လို့ခံစားရတယ်ဒါပေမဲ့သူတို့ရဲ့တကယ့်အလုပ်ကကိုမနိုင်မဲ့လဲကြော့ပြီးအကြီးကျယ်ဒဏ်ရာရမသွားအောင်ကာကွယ်ပေးဖို့ပါတီလာကလည်းဒီလိုပါပဲကိုယ့်ရဲ့ကိုနှုတ်အမှုရာတဲ့ကြောင့်နောက်ပိုင်းမှာကြီးမားတဲ့နောင်တတဲ့စိတ်ပူပန်မှုတွေဖြစ်စေမဲ့အမားအယွန်းကြီးတယ်မဖြစ်အောင်ကာကွယ်ပေးတဲ့အကာအကွယ်တစ်ခုပါအဲ့ဒီလိုအကာအကွယ်ရှိမှစိတ်ကတည်ငြိမ်လာနိုင်တာကို ဒါဆိုပိလကစိတ်တည်ငြိမ်ဖို့ကအကျိုးပင်စင်မှုတစ်ခုပေါ့နော်အဲ့ဒီကနေတမာတိနဲ့ပညာကိုဘယ်လိုဆက်သွားပါတယ်လဲရှင် ဟုတ်ပါတယ်တီလာကြောင့်ကိုယ့်ရဲ့အပြုအမူလေးကနေစိတ်အနှောက်အယှက်ဖြစ်စရာတွေနည်းသွားတဲ့အခါတမာတိလို့ခေါ်တဲ့စိတ်တည်ငြိမ်မှုကိုကျင့်ယူလို့ရလာပြီစိတ်ကိုတဏှာထဲမှာအာရုံစိုက်ထားနိုင်တဲ့အလေ့ကျင့်ပေါ့ ဟုတ်ကဲ့ အစောကအိမ်ဥပမာနဲ့ပြန်ပြောရင်တီလာဆိုတာအိမ်ထဲကိုအမိုက်အသစ်တွေထက်မတယ်လာအောင်တကားပိတ်ထားလိုက်တာတမာတိဆိုတာကအိမ်ထဲမှာဝိနေတဲ့ဖုံးမုံတွေအားလုံးမြေပေါ်ကျပြီးငြိမ်သက်သွားအောင်စောင့်လိုက်တာနဲ့တူတယ် အော်ရှင်းသွားပြီရှင် အဲ့ဒီလိုဖုံတွေငြိမ်ကြပြီးရေကြည်သွားတဲ့အခါမှာမှအိမ်ထဲမှာဘာပစ္စည်းတွေတကယ်ရှိနေလဲဘယ်ဟာကအသုံးဝင်လဲဘယ်ဟာကစွန့်ပစ်ရမှာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာတာအဲ့ဒီလိုအမှန်တိုင်းထိုးထွင်းတည်မြင်လာတာကိုပညာလို့ခေါ်တာပါဒီသုံးခုကတစ်ခုနဲ့တစ်ခုအပြန်လည်အမိတဟဲပြူပြီးအလုံးလုံးသွားတာပါပဲ ဟေးရှင်းညင်းတော့ပြီဒါဆိုရင်ကိုလုတ်ရက်ကိုတာဝန်ယူတဲ့အမြင်ပေါ်မှာအခြေခံပြီးတီလာတမာတိပညာဆိုတဲ့တူးတွေနဲ့ကိုယ့်ရဲ့စိတ်အင်ကိုရှင်းလင်းတယ်ဒီကျင့်စဉ်လန်ရဲ့အဆုံးမှာတော့ဘာပန်းတိုင်ကိုမျော်မှန်းထားတာလဲရှင်ဒီလောက်စူးစမ်းပန်းစားလှုပ်ဆောင်ရခြင်းရဲ့အဆုံးစွန်ယူမှန်းချက်ကဘာဖြစ်မလဲ ဒီကျင့်စဉ်ရဲ့အန်တမရီမှန်းချက်ကတော့တစ်ခုတည်းပါပဲဗျာအဲ့ဒါကတော့စင်ရဒုက္ခအားလုံးကြီးအဆုံးတတ်ရဖြစ်ပါတယ်အမတန်ရှင်းလင်းပြီးတိကျပါတယ် ဒီချက်ကကျမတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရှင်တခြားသောယုံကြည်မှုစနစ်တော်တော်များများရဲ့အန်တမရီမှန်းချက်ဟာကောင်းကင်မုံလိုမျိုးတေပြီးနောက်မှရောက်ရှိရမယ့်အပြင်ဘက်ကဆူလာတစ်ခုခုဖြစ်နေတတ်တယ်ဒါပေမဲ့စင်ရဒုက္ခချုံငင်ရေးဆိုတာကတော့ကိုယ့်ရဲ့အတွင်းစိတ်အခြေအနေနဲ့တိုက်လိုက်သက်ဆိုင်နေတယ်ဒါကတော်တော်လေး radical ဖြစ်တဲ့ idea တစ်ခုလို့ပြောလို့ရမလားရှင် လုံးဝပြောလို့ရပါတယ်ဗျာဒါဟာဗုဒ္ဓအဆုံးအမရဲ့အထူးခြားဆုံးနဲ့အစွမ်းထက်ဆုံးအချက်တွေထဲကတစ်ခုပါပဲပန်းတိုင်ဟာတေပြီးမှရောက်အောင်နေရာတစ်ခုမဟုတ်ဘူးပြဿနာရဲ့အဖြေကိုအပြင်းမှမရှာပဲကိုယ်အတွင်းထဲမှာပဲရှာရမယ်လို့ညွှန်ပြနေရပါ ဟုတ်ကဲ့ ဆင်းရဲဒုက္ခဆိုတာကိုလည်းတိတိကျကျဖွင့်ဆိုထားတယ်လူတိုင်းမလွဲမတွဲကြုံရမယ်အိုရခြင်းတေရခြင်းဆိုတဲ့ဒုက္ခကြီးတွေရှိရင်ပြီးတော့နေ့စဉ်ဘဝမှာကြုံနေရတဲ့ဆုံးရှုံးမှုကြောင့်တောကထွေရတာငိုကြွေးရတာကိုယ်စိတ်မိမတာဖြစ်ရတာစိတ်ပင်ပန်းနွမ်းနေရတာတွေအကုန်လုံးပါတယ်ဒီဒုက္ခတွေအားလုံးလုံးဝချုပ်ငြိမ်းသွားပြီးနောက်တစ်ခါဗရမပြန်မဖြစ်တော့တဲ့စိတ်ရဲ့အပိတငြင်းအိမ်မှုအခြေအနေကိုဆိုလိုတာပါခင်ဗျာ ဒီနေရာမှာကျမအမြဲတမ်းနားလည်မှုလွဲနေတဲ့အချက်တစ်ခုကိုမေးပါစေရှင်
လူတွေပြောလို့ရှိတယ်အော်ဒါကတော့အရင်ဘဝကဝတ္ထုကြောင့်ဖြစ်တာပါဆိုတဲ့စကားမျိုးကိုနော်ဗုဒ္ဓဝါဒဆိုတာဖြစ်သမျှကိုအတိတ်ကံတစ်ခုတည်းကိုပဲပုံချပြီးလက်ရှိဘဝမှာဘာမှမလုပ်တော့ပဲအရှုံးပေးခိုင်းတဲ့ဝါဒမျိုးလားရှင် ဒါကလည်း အင်မတန်အရေးကြီးပြီး အထင်အမြင်လွဲမှားမှုအများဆုံးအချက်တစ်ခုပါပဲအထွတ်ချုပ်ပြောရင်အဲ့ဒီယူအစားဟာဗုဒ္ဓရဲ့အဆုံးအမနဲ့လုံးဝကိုစံကျင်ပါတယ်မြတ်စွာဘုရားဟာအရာရာကိုအတိတ်ကံတစ်ခုတည်းကြောင့်လို့ပုံချတဲ့ဝါဒကိုလုံးဝလက်မခံပါဘူးအဲ့ဒီလိုဝါဒမျိုးကိုပုပေကတ္တဟိတုဝါဒလို့ခေါ်ပြီးမြတ်စွာဘုရားကိုယ်တိုင်ပယ်ချခဲ့ပါတယ်ဗျာ ဒါဆိုရင်မြတ်စွာဘုရားလားဘလို့မျိုးရှုမြင်သုံးသပ်ပါတယ်လဲရှင် မြတ်စွာဘုရားရဲ့မြင်ကပို့ပြီးပြည်စုံတယ်ဘုရားကအတိတ်အကြောင်းတရားရဲ့အခန်းကဏ္ဍကိုလက်ခံတယ်လို့ပစ္စုပန်အကြောင်းတရားရဲ့အရေးပါမှုကိုလည်းအလေးထားလက်ခံပါတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့လက်ရှိအခြေအနေဟာအတိတ်ကပြုခဲ့တဲ့ကံရဲ့အကျိုးဆက်တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့အခုပစ္စုပန်မှာပြုလုပ်နေတဲ့ကြိုးစားအထောက်မှုဆုံးဖြတ်ချက်တည်းအကျိုးဆက်လည်းဖြစ်တယ်ဆိုတာကိုလက်ခံတာပါ ဥပမာလေးနဲ့ရှင်းပြပေးလို့ရမလားရှင် ရပါတယ်ဗျာဥပမာပြောရင်အတိတ်ကံဆိုတာလင်းမော်မျိုးစစ်တစ်စိတ်ကိုစိုက်ခဲ့တာနဲ့တူတယ်ဆိုပါစို့ ဟုတ်ကဲ့ အဲ့ဒီမျိုးစစ်ရှိနေုံနဲ့အပင်ဖြစ်ပြီးအတီးထိလာမှာမဟုတ်ဘူးလေအပင်ပေါက်ဖို့ရှင်တန်ဖို့အတီးတီးဖို့တဲ့ပစ္စုပန်မှာရေလောင်းပေါင်းတင်ရမယ်မြေစော်ကျွေးရမယ်နေုံကြည်အောင်လုပ်ပေးရမယ်အဲ့ဒီပစ္စုပန်ကစူးစမ်းထုံမှုတွေကပစ္စုပန်ကံပါပဲ အော် အတိတ်ကမျိုးစီမကောင်းခင်ရင်တောင်းပစ္စုပန်မှာအကောင်းဆုံးပြုစုပြောထောင်ခြင်းအပြင်ရက်လက်ကိုအမားနီပြောင်းလဲပေးနိုင်တယ်ဒါကြောင့်ဗုဒ္ဓဝါဒဆိုတာအရှုံးပေးဝါဒဖို့ပဲပစ္စုပန်ခိုက်တဲ့တန်ဖိုးနဲ့ဆွမ်းဟာကိုအတိမပြုတဲ့အာရင်ဖြစ်တဲ့ဝါဒတစ်ခုထားဖြစ်ပါတယ်ဗျာ တကယ်ကိုရှင်းလင်းပြသသွားပါပြီရှင်ဒီနေ့ဆွေးနွေးခဲ့ရတဲ့လေကကျမတို့ထင်ထားတဲ့အများကြီးပိုနေနေပါတယ်ဒါဆိုရင်ဒီနေ့လေးလာခဲ့သမျှကိုအနှစ်ချုပ်အနေနဲ့ပြန်ကောက်ကြည့်အောင်နော်ကျမတို့နားလည်လိုက်တဲ့အဓိက insight တွေကတော့တစ်ခုဗုဒ္ဓဘာသာဆိုတာယုံကြည်မှုတက်တက်ထက်လက်တွေ့ကျင့်သုံးရမယ်စိတ်အတွက်လက်ဆွဲစာအုပ်တစ်ခုနဲ့ပို့တူတယ်နှစ်သူ့ရဲ့အခြေခံအုတ်မြစ်ကကံကြမ္မာကိုလက်ခံခြင်းမဟုတ်ပဲကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့လုပ်ရတွေအပေါ်တာဝန်ယူခြင်းဆိုတဲ့ကမ္မတက္ကရတမ္မာဒိဋ္ဌိထက်တယ်၃အန်ဒီမယီမန်းချက်ကတေပြီးမှရရမယ်အပြင်ကဆုရမဟုတ်ပဲလက်ရှိဘဝမှာတင်ကိုယ့်အတွင်းကဆင်းရဲဒုက္ခအားလုံးကိုအပီးတိုင်ချုပ်ငင်းစေခြင်းဖြစ်တယ်နောက်ဆုံးအနေနဲ့အတိတ်ကံကိုအကျုံးပြပြီးအရှုံးပေးခိုင်းတဲ့ဝါဒမဟုတ်ပဲပစ္စုပန်ကကြိုးစားအားထုတ်မှုကဒါအဆုံးအဖြတ်ဖြစ်တဲ့ဆိုတာကိုအလေးထားတဲ့ဝါဒဖြစ်တဲ့ဆိုတာပါပဲရှင် ဟုတ်ပါတယ်အားလုံးကိုခြုံငုံပြီးပါတယ်ဗျာဒီချက်တွေပေါ်မှာအခြေခံပြီးနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်မြတ်စွာဘုရားရဲ့အဆုံးအမရာကျွန်တော်တို့ရဲ့ပစ္စုပန်ကလောက်ရက်တယ်အထူးသဖြင့်စိတ်ထဲကရည်ရွယ်ချက်တွေကအနာဂတ်ကိုအဆက်မပြတ်ပုံဖော်နေတယ်ဆိုရင်ဒါကကျွန်တော်တို့အားလုံးအတွက်မေးခွန်းတစ်ခုမွေးထုတ်ပေးလိုက်ပါတယ်အခုဒီရဲ့ခိုင်တန်မှာကျွန်တော်တို့ကကိုယ့်ရဲ့အာယုံဆိုင်မှုကိုယ့်ရဲ့စေတနာတွေနဲ့ဘယ်လိုမျိုးစေ့တွေကိုချနေမိပါသလဲအဲ့ဒီမျိုးစေ့တွေကမနှက်ဖြန်မှာကိုယ့်အတွက်ဘယ်လိုအတွင်းစစ်ကဘာမျိုးကိုတီကျောက်ပေးမှလဲဆိုတာကိုကိုယ်တိုင်ပြန်လဲစင်ချင်တုံ့တက်ကြည့်နိုင်ပါတယ်ခင်ဗျာ အလွန်ကောင်းတဲ့အတွေးဆက်တစ်ခုပါပဲရှင်ပိစုပန်ခိုက်တဲ့တိုင်းဟာအနာဂတ်ကိုပုံဖော်ခွင့်ရတဲ့အခွင့်အရေးတစ်ခုဆိုတဲ့အတီးကတကယ်ကိုတန်ဖိုးရှိပါတယ်ဒီနေ့အချိန်ပေးပြီးနောက်ဆင်ခက်ကြတဲ့အသက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးကိုယ်စိတ်နှဖျားအေးချမ်းတည်ငြိမ်ကြပါစေ